ဒီနေ့တော့ကျွန်တော်ယောဂကျင့်စဉ်မိနစ်40ဝင်ကျင်ရှိတဲ့ဗီဒီယိုလေးကိုကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်နောက်ခံစကားပြောတွေကိုနည်းနည်းလေး short ပြီးပြောသွားပြပါမယ်ကျွန်တော်လုံရမယ့်ကျင့်စဉ်လေးတွေကိုပြောပြလို့ရှိရင်ဗီဒီယိုထဲမှာကြည့်ပြီးတော့ လိုက်လုပ်လို့ရပါတယ်ကျွန်တော်စကားပြောတဲ့အတန်ကြီးများသွားရင်လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာအနောက်ရှက်ဖြစ်မှာဆိုလို့ပါအဲ့တော့ပထမဆုံးကျွန်တော်တို့ငြိမ်ငြိမ်လေး10မိနစ်ခန့်ပေါ့နော်အသက်ရှူသွင်းရှူထုတ်ကလေးကိုလုပ်ပါမယ်အသက်ရှူသွင်းရှူထုတ်လုပ်တဲ့ဆိုတာကကျွန်တော်တို့စိတ်ကိုငြိမ်းချမ်းသွားအောင်တည်ငြိမ်သွားအောင်ကျွန်တော်တို့ပထမဆုံးကြိုးစားပြီးတော့တိဆောက်တာဖြစ်ပါတယ် Namaste ပထမဆုံးအနေနဲ့ကျွန်တော်တို့ခြေပွားနှစ်ဖက်လေးကိုဖူးပြီးတော့ butterfly လို့ခေါ်တဲ့ပေါင်လေးတစ်ခုကိုခတ်ပါမယ်အဲ့ဒါကိုလည်းကျွန်တော်တို့10မိနစ်ခန့်ပေါ့နော်10မိနစ်ခန့်လိုက်လုပ်ပါမယ်ကျွန်တော်တို့ပြီးသွားပြီဆိုရင်တော့ cat ကောင်းလို့ခေါ်တဲ့လီဘက်လေးထောက်လိုက်ပါ child pose နဲ့အရင်ဆုံးကျွန်တော်တို့အကျော်လေး short ပါမယ်ဒါကိုကျွန်တော် child pose လို့ခေါ်ပါတယ်လွင်တမအကျော်ကြီးပြေရော့ပြီးတော့နေလို့ကောင်းတဲ့အနေထားလေးဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့ table top ပေါ့နော်စပွဲလိုအဲဒီမှာကျွန်တော် cat ကောင်းလေးလုပ်ပါမယ် cat ကောင်းဆိုတာကခါကိုကုန်းတာပေါ့နော် cat ဆိုတာကတော့ခါကိုညွတ်ချလိုက်တာပါအဲ့ဒါလေးကိုကျွန်တော်တို့9ချိန်ခန့်လုပ်ပါမယ်အဲ့ဒါပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ပုံမှန်ပြထားတဲ့အတိုင်းလေးပေါ့နော်ဒီလိုမျိုးလေးရှေ့ကိုတစ်ချောင်းကိုထုံမယ်နောက်တစ်ချောင်းကိုလိုလေးကွေးထားပြီးတော့ကျွန်တော်လက်ကိုပေါ်မြောက်ထားပါမယ်အဲ့လိုလုပ်တဲ့အချိန်တိုင်းမှာကျွန်တော်အသက်ရှူသွင်းရှူထုတ်ကို9ချိန်ခန့်လုပ်မယ်ပြီးတော့ရှေ့ခြေထောက်ကိုစမ်းထုတ်ပြီးတော့ကျွန်တော်တို့ညှစ်ချပြီးတော့အကျော်ရီဖြည့်လျှော့ပါမယ်ကျွန်တော်တို့ပုံစံတစ်ခုတိုင်းကိုအသက်ရှူသွင်းရှူထုတ်9ချိန်ပုံမှန်လုပ်ပါမယ်အများကြီးမလုပ်နိုင်သေးဘူးဆိုရင်လည်းကျွန်တော်တို့3ချိန်လောက်ပေါ့နော်ဆိုတော့ဒီ position လေးတိုင်းလုပ်မယ် side plan ပေါ့နော်သူက side plan မိမယ်သူကခြေထောက်ကိုအောက်ခြေထောက်ကိုထောက်ထားတယ်ခုနပုံစံတိုင်းလေးပဲကျွန်တော်နောက်တစ်ပတ်ကိုပြောင်းပါမယ်
နာပုံစံတိုင်းလေးပဲကျွန်တော်တို့ရှေ့ခြေထောက်ကိုစမ်းထုတ်မယ်ပေါ့နော်စမ်းထုတ်ခြင်းအပြင်ကျွန်တော်တို့ပေါင်နောက်ဒီခြေလုံးကြွက်သားတွေတင်းနေတာကိုဖြည့်လျော့ပါမယ်ကျွန်တော်တို့ဘာပဲလုပ်ဘယ်ညာတစ်စုံပေါ့နော်ဘယ်ညာတစ်စုံဒီလိုမျိုးလေးလုပ်ရပါမယ်တခါတလေကျွန်တော်ဗီဒီယို editing မှာဘယ်ညာမပြည့်စုံရင်လည်းကိုယ့်ဘက်ကိုဘယ်ညာကိုပြည့်စုံအောင်လုပ်ရပါမယ်ဘယ်လေ့ကျင့်ခန်းမဆိုဘယ်တစ်ခေါက်ညာတစ်ခေါက်အဲ့လိုပုံစံသွားပါတယ်ကျွန်တော် position นี้အားလုံးကိုတနိုင်လောက်တော့စုံအောင်ထည့်ပြောပြပါမယ်ဒါပေမဲ့ကျွန်တော်ကစကားပြောကို short ချင်တာဖြစ်တဲ့အခါကျတော့မိတ်ဆွေတို့ကကျွန်တော်လုပ်တဲ့ပုံစံလေးကိုကြည့်ပြီးတော့ဒါအဲ့ဒီတိုင်းလေး line လုပ်ကြည့်ကြပေါ့နော်ဒါကတော့ child postဒီ child post လေးကတော့ကျွန်တော်တို့နာမည်လေးရလဲကလေးလေးပေါ့နော်ကလေးလေးတွေမွေးရမောက်တဲ့ပုံမျိုးလေးကိုသူကပြောချင်တာပေါ့နော်အချိုးအရန်ပြပါတယ်အဲ့ဒီ position လေးကပြီးကျွန်တော်တို့ table top ပေါ့နော်စပွဲလိုမျိုးလေးချောင်းထောက်ပုံလေးကနေမှတစ်စစ်ကျွန်တော်တို့ cobra ပေါ့နော် child post နဲ့ cobra ကိုကျွန်တော်တို့တွဲပြီးလုပ်ပါမယ်အဲ့ဒါကအရန်နေလို့ကောင်းတဲ့ကျင့်စဉ်လေးဖြစ်ပါတယ်အသက်ရှူသွင်းရှူထုတ်ကိုလည်းကျွန်တော်တို့မမေ့ပါနဲ့เนาะကျွန်တော်အထိုင်များတဲ့သူတွေကျွန်တော်ခါကြောတွေညက်တက်တယ်เนาะခါရီညောင်းနဲ့ခါရီကြိုက်တဲ့ဒါတွေလှုပ်ချင်အဖြစ်အများကြီးတက်တာမှာဖြစ်တယ်ဒါတော့ကျွန်တော် cobra post ပေါ့နော်မွေဟောက်လိုမျိုးလေးအမောက်ထောင်လိုမျိုးလေးကော့လိုက်တာပြီး child post နဲ့ပြန်သွားမယ်ဆိုတော့မျိုးအနည်းဆုံး5ချိန်ပေါ့နော်5ချိန်လောက်လုပ်မယ်ကျွန်တော်တို့အချိန်ရလို့ရှိရင်ကျွန်တော်တို့ post တွေကိုကျွန်တော်5ချိန်ကနေ9ချိန်10ချိန်ထိလည်းလုပ်နိုင်ပါတယ်ဒါပေမဲ့ပုံမှန်ကတော့5ချိန်လောက်ကတော့အတော်ပါပဲပေါ့နော်5ချိန်အသက်5ကရှူသွင်းရှူထုတ်လုပ်တယ်ပေါ့နော်ဒါတော့ downward dog ပေါ့နော်ခွေးလိုမျိုးလေးအဲ့ဒီမှာကျွန်တော်ဒီခါနဲ့ကြောနဲ့တပြေးတဲ့ပူဖြစ်နိုင်အောင်လေ့ကျင့်ရမှာဖြစ်တယ်ကျွန်တော်ဆိုနည်းနည်းလေးလိုနေသေးတယ်ကျွန်တော်ခါကနဲ့ကြောညက်ထားတာရှိတော့နည်းနည်းလေးတင်းတောင်းနေရလေးရှိရပေါ့နော်ဆိုတော့အမှန်ဆိုရင်တော့ကျွန်တော်တို့က3ကန်လုံးပုံစံလေးဖြစ်ရမယ်ပေါ့နော်အဲ့ဒါကအမှန်ပါညာဘက်ခြေထောက်ကိုနောက်ကိုထောင်းလိုက်ပြီးတော့နောက်ကိုဒါ3ချောင်းနောက်ခွေးလို့ခွေးတွေခြေထောက်တစ်ချောင်းထောက်တယ်လို့မျိုး position ပေါ့နော်အဲ့ဒါလုံးမယ်ပြီးလို့ရှိရင်အဲ့ခြေထောက်ကိုကျွန်တော်ရှေ့ကိုယူလိုက်မယ်ဆိုတော့ကျွန်တော်ပုံမှန်ပြထားတဲ့အတိုင်းလေးဒါလိုက်လုပ်ကြည့်ပါဒီဗီဒီယိုကတော့ကျွန်တော်တို့ intermediate ပေါ့နော်အလယ်လက်အဆင့်ရှိတဲ့သူတွေအတွက်ကိုရည်ရွယ်ပါတယ် beginner သမားတွေအတွက်တော့နည်းနည်းလေးအခက်အခဲရှိပါမယ်ဒါပေမဲ့လည်းရသလောက်လေးလိုက်လုပ်ကြည့်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တခုပြောချင်တာကလေတနေရာနဲ့တနေရာရွှေ့လို့ရှိရင်ဒီ
ကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုဇိုးကနေစက်ကနေမလုပ်ပါနဲ့နော်ဖြည်းဖြည်းချင်းညင်တသားလေးရွှေ့ပါနော်ဘာလို့လဲဆိုအကျော်ညက်တက်တယ်ကျွန်တော်တို့လူတွေကအဲ့ဒီအကျော်တွေ join တွေကိုကျွန်တော်တို့ကဇိုးကနေစက်ကနေလုပ်ပြီးတော့ဖြစ်တာပေါ့နော်အကျော်တွေဆိုတာလေသူတို့သွေးပူအောင်ပျော်ပြောင်းအောင်ကျွန်တော်တို့ကျင့်ထားမှတန်မအောင်ကျင့်ထားမှသူတို့ကလည်းကောင်းကောင်းလုပ်တာမျိုးဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဇိုးကနေစက်ကနေလုပ်လိုက်မယ်ဆိုရင်တော့အကျော်တွေနာတာတို့အကျော်ညက်တာတို့ဖြစ်တတ်ပါတယ်ဒါကတော့ warrior pose ပေါ့နော် warrior နှစ်မျိုးရှိရ warrior 1 warrior 2ပေါ့နော်အဲ့လိုလေးလုပ်ပြီးတော့ဒီအပေါ်တက်လေးကိုလက်ကလေးကိုမြှောက်တာအဲ့တော့ position တိုင်းမှာလေအကျော်တွေကိုကျွန်တော်တို့တတ်နိုင်တဲ့များစံထုတ်ကြွက်သားတွေကိုညှစ်ဒါကယောဂရဲ့လောရမယ်အနှစ်သာရပဲဖြစ်တယ်ကျွန်တော်ကတော့ဒါယောဂကျင့်စဉ်ကိုကျွန်တော်တော်တော်လေးသဘောကျတယ်တော်လေးလဲကိုတတ်နိုင်တဲ့လောက်လဲလေ့လာတဲ့ကိုပါကိုလည်းကျင့်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုယ်တိုင်ကအကျော်တင်းတောင်းပြီးတော့ဒီယောဂတွေချင်းနေမကစားမလားဆိုကျွန်တော်အနည်းအနှိမ့်မလွတ်ဘူးပုံမှန်ယူနင်းနှိမ့်ခံမှတတ်တာရယ်ပေါ့နော်ဒါရင်လောက်တဲ့နောက်ပိုင်းမှာတော့တော်လေးညော့သွားပါတယ်တခါတလေမှသာအနှိမ့်ခံတာမျိုးလောက်ရတော့တယ်ပေါ့နော်ကျွန်တော်လှုပ်ထားတဲ့ပုံလေးတွေတိုင်းကျွန်တော်ရဲ့ post လေးတွေတိုင်းလိုက်လုပ်ကြည့်ပါမရလို့ရှိရင်လည်းရသလောက်လေးလုပ်ကြည့်ပါပေါ့နော်တချို့အပြည့်ရရင်လည်းအပြည့်လိုက်လုပ်ပါဒီဗီဒီယိုကတော့မိနစ်40ကျော်ဆိုတော့ဒါနည်းနည်းလေးပြင်းတယ်လို့ပြောမှာပေါ့နော်ကျွန်တော်တနာရီယောဂကျင့်စဉ်ဆိုလို့ရှိရင်ကျွန်တော်တို့အစင်းမြင့်တဲ့သူတွေမှပဲလိုက်လုပ်နိုင်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တနာရီဆိုရင်တော်တော်လေးကျွန်တော်ထိပါတယ်ယောဂကျင့်စဉ်တွေကကျွန်တော်တို့ဒီကြွက်သားတွေညစ်တာနဲ့အသက်ရှူတာနဲ့သူကချိတ်ဆက်ထားတယ်။အဲကြွက်သားတွေညစ်အသက်တွေရှူတဲ့ချိန်မှာကျွန်တော်အဲ့ဒီသွေးအရောက်နေတဲ့နေရာတွေကိုကျွန်တော်တို့ပို့ပြီးရောက်သွားပြီးအောက်ဆီဂျင်တွေပေါ့နော်အောက်ဆီဂျင်တွေကိုသွားပို့ပြီးတယ်ပြီးရင်သူ့ရဲ့ဆီယကာဗွန်ဒိုင်အောက်ဆိုက်တွေကိုတည်ပြီးတော့ပြန်ထုတ်ပေးတယ်။အဲဒါကြောင့်မို့ကျွန်တော်တို့အားကစားလုပ်တဲ့သူတွေယောဂလုပ်တဲ့သူတွေကအမြဲတမ်းကြည့်လိုက်လို့ရှိရင်ကြည်လင်လန်းဆန်းပြီးတော့ glow နေတာပေါ့နော်ဆိုတော့အသားရည်ကဖြူတာမဲတာမဟုတ်ဘူးကြည်ပြီးတော့ကျွန်တော်အယောင်ထွက်ပြီးတော့ကြည့်လို့ကောင်းပါတယ်ဒါယောဂကစားတဲ့မိန်းကလေးတွေဆိုတော်တော်လေးဒါကိုသဘောပေါက်တယ်ယောက်ျားလေးအများစုကတော့ယောဂတိတ်မကျင်တော့ကကြတော့တိတ်တော့မသိဘူးပေါ့နော်ကျွန်တော်ကတော့ဒါယောက်ျားလေးမိန်းကလေးခွဲခြားတဲ့သဘောမျိုးမရှိဘူးဆိုတော့ကျွန်တော်ကဒီကျင့်ခန်းကကျွန်တော်အကုန်လုံးကျင့်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်အမျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်ဆိုပေါင်နောက်ကြောနဲ့ခါကြောလေးနည်းနည်းတင်းနေသေးတယ်အဲ့ဒါလည်းဘာကြောင့်လဲဆိုတော့ကျွန်တော်ကဂျင်နဲ့တွဲဆိုတာပေါ့နော်ဂျင်နဲ့တွဲဆိုတော့ကျွန်တော်ကကြွက်သားတွေများတဲ့ခါကျတော့တချို့ position လေးတွေမှာအဲ့ကြွက်သားတွေကခံနေတာမျိုးရှိရယ်တချို့ position တွေမှာကျတော့အစီတွေခံနေရပေါ့နော်ဆိုတော့ယောဂ position တွေကိုကျွန်တော်တို့ပုံစံလှလှနဲ့တိတိကျကျလုပ်နိုင်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်မိတ်ဆွေရဲ့ခန္ဓာကိုယ်ကဒါအစီမရှိတော့ဘူးလို့ပြောလို့ရပါတယ်အဲကျွန်တော်လုပ်ထားတဲ့ပုံစံလေးတိုင်းတိုင်းလုပ်ကြည့်ပါဒီ post လေးရတော့နည်းနည်းခတ်ပါတယ်အဲကျွန်တော်တော့မှတော်တော်လေးကြိုးစားရတယ်ပေါ့နော်ကျွန်တော်ဒီခါကိုလိန်ထားတဲ့ပေါင်ကိုကျိုးကိုကွေးပြီးတော့ပေါင်ကိုနည်းနည်းနောက်ပြစ်ထားတယ်ဒါ chair pose ပေါ့နော်chair pose ကကလထိုင်လို့ပုံပြီးတော့မှဘေးကိုတစ်ပတ်လက်ပြီးရင်သူကဒီတိုင်းနောက်ကိုခြေထောက်ကိုပြစ်အဲ့တော့တချို့ pose တွေကကျွန်တော်တို့မှနည်းနည်းလေးလောကခတ်တာမျိုးလေးရှိရပေါ့နော်ဆိုတော့ဘယ်လိုဖြစ်ဖြစ်ကိုရသလောက်လိုက်လုပ်ပါတစ်ချိန်ချိန်မှာရသွားပါလိမ့်မယ်အဲ့တော့တစ်ဖက်ပြီးရင်တစ်ဖက်ပြောင်းမယ်ဒါကပုံမှန်သဘောတရားပဲယောဂကျင့်စဉ်နေပဲဖြစ်ဖြစ်ဘယ်လေ့ကျင့်ငန်းပဲဖြစ်ဖြစ်ဘယ်ပြီးညာ
ကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ညာဘက်ကိုရိုက်ထားဖြစ်တဲ့ခါကျတော့ညာပြီးရင်ဘေးပေါ့နော်အဲ့တော့ဘေးညာပါကိုတန်တဲ့ဘက်ကိုရင်လောက်ပေါ့ပြီးနောက်တစ်ဖက်ကိုသွားမှာပေါ့နော်ကိုwarrior 2ပေါ့နော် warrior 2triangle pose ပေါ့နော် triangle ဆိုတာတရိယာလိုမျိုးလေးအမှန်ဆိုရင်ကျွန်တော်ခါအစီတွေပိုင်းမရှိလို့ရှိရင်ဘိုင်းအစီတွေမရှိလို့ရှိရင်သူကတကယ်ကိုတရိယာပုံလေးတော်တော်လှတဲ့ပုံလေးဖြစ်ပါတယ်ယောဂ pose လေးတွေကလေကိုတကယ်လုံသွားနိုင်ပြီခန္ဓာကိုယ်လည်းအစီတွေမရှိတော့ဘူးဆိုရင်တော်တော်ကြည့်လို့ကောင်းတဲ့ကျင့်စဉ်ဖြစ်ပါတယ်တော့ယောဂမှာထူးခြားတာလေးတစ်ခုလေးပြောပြအောင်မယ်ကျွန်တော်တို့ဘာပဲလုပ်လို့နှစ်ခုကအမြင်နဲ့ပါတယ်အဲ့ဒါကတော့ downward dog ပေါ့နော်ခွေးလိုမျိုးလေးနေတဲ့ position ရဲ့အခုလိုမျိုး cobra ပေါ့နော်ခါးလေးကိုအောက်ကနေတွန်းပြီးတော့ကော့လိုက်တဲ့ position အဲ့ဒါ downward dog နော်အဲ့ဒါပြီးခြေလေးကိုခြေထောက်လေးနည်းနည်းရွှေ့မယ်ဆိုအဲ့ဒီ position နှစ်ခုကသူကအမြင်နဲ့ဘယ်post မတော်ခင်နိုင်မှာကျွန်တော်ပါတာများပါတယ်เนาะဒါအခြေခံသဘောတရားပေါ့အဲ့တော့ဒူးလေးကိုစမ်းထားမယ်ခါးလေးကိုညွှတ်ချမယ်အဲ့တော့ကျွန်တော်ကအကျော်တင်းနေတဲ့ကြံနေသေးတယ်ကျွန်တော်မှလည်းဒီ chakra တွေမပွင့်တဲ့ chakra တွေကြံနေတဲ့ခါကျတော့တချို့နေရာလေးတွေမှာအပြည့်မရဘူးပေါ့နော်နည်းနည်းလေးကြက်နေတယ်အကျော်တွေjoin နေပေါ့နော်အစစ်တီကြက်နေတဲ့အနေထားတော့ရှိတယ်ဒါပေမဲ့90%ရာခိုင်နှုန်းတော့ကျွန်တော်ကလုံနိုင်ပါတယ်ရာနှုန်းပြည့် 100% တော့မရသေးဘူးပေါ့နော်နောက်ပိုင်းများဆိုရင်တော့လည်းရာနှုန်းပြည့်လုံနိုင်တဲ့အဆင့်ကိုရောက်သွားပါလိမ့်မယ်အဲ့တော့မိတ်ဆွေတို့လည်းလိုက်လို့ကြည့်ပါလိုက်လို့ချင်းနဲ့ level တက်လာပါလိမ့်မယ်နော်မလုံနိုင်လို့လက်လျှော့လိုက်ရင်တော့ကျွန်တော်တို့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးကျွန်တော်နောက်ပိုင်းမှာကျွန်တော်ပြောရလေးတွေကိုနည်းနည်း short သွားပြီးမယ်เนาะကျွန်တော်ဗီဒီယိုရှိမှပြောခဲ့သလိုပဲကျွန်တော်လေ့ကျင့်ခန်းလေးတွေကိုကြည့်ပြီးတော့ဒါကျွန်တော်တို့ live လုပ်ကြည့်ပါဖျားလေးရလေးတကယ်တမ်းသူကကျွန်တော်တို့ဟိုဖျားရှိရ6ပေနီပေါ့နော်6ပေနီရှိရဒါပေမဲ့ကိုယ်နဲ့ကြတော့ဖျားနည်းနည်းတီးသလိုဖြစ်နေပေါ့နော်အမှန်တော့ယောဂဖျားရဲ့ size ကဒါကပုံမှန်ပဲပေါ့နော်size အကြီးတော့လာပါတယ် size ကြီးတွေလာတယ်ကျွန်တော်တို့ဆိုလို့စီမှာတော့တိတ်မတွေ့သေးဘူးနိုင်ငံခြားမှာရှိတယ်ကျွန်တော်လည်းယောဂဖျားလေးတွေမှာဖို့ရှိပါတယ်ကျွန်တော်ယောဂဖျားလေးတွေလည်းပြန်ရောင်းပေးဖို့ရှိပါတယ်အားပေးဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်ဒါတော့ triangle pose ပါပြီးကျွန်တော် cobra မွေဟောက်လိုမျိုးလေးเนาะအဲ့လိုမွေဟောက်လိုလုပ်တဲ့ချိန်လေးမှာနောက်ခြေပွားကလေမခုံလေးနဲ့အဲ့လိုမျိုးလေးပုံစံလေးဖြစ်နေရမယ်เนาะဆိုတော့ယောဂကဒီ position တွေ join တွေကအတိအကျလိုက်လုံနိုင်မှပုံမူထိရောက်မှုရှိပါတယ်เนาะမဟုတ်လို့ရှိရင်ကျွန်တော်အကျော်ညက်ပြီးတော့အဆင်မပြေဘူးဖြစ်တတ်တယ်เนาะလက်မောင်းကြောရီခါကြောရီလက်ကိုဟိုဘက်ကိုရှူလိုက်ပြီးတော့ကျွန်တော်အောက်ကိုဖိချလိုက်တယ်တစ်ဖက်ပြီးရင်နောက်တစ်ဖက်ကိုလုံးမယ်ပေါ့နော်အဲ့ဒီလိုရှူပြီးတော့ကျွန်တော်ဖိချပါတော့လက်ကိုရှေ့နည်းနည်းလေးထုတ်ထားပြီးတော့ဖိချအဲ့မှာခါးကြောရီလက်မောင်းကြောရီအရန်ပြေတယ်တလား
ကျွန်တော်တို့ဒီဗီဒီယိုလေးကနည်းနည်းအချိန်ကြာမှဖြစ်တယ်တကယ်လိုက်လုံနိုင်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့6လလောက်ဆိုရင်ကျန်းမာရေးအလွန်ကောင်းမွန်လာမှာဖြစ်ပါတယ်ဖျားနည်းနည်းတီးနေနော်ဖျားနည်းနည်းတီးနေကျွန်တော်ကိုယ်လုံးနဲ့မဆန့်အောင်ကျွန်တော်က9ပေ7ဆိုတော့အရက်ကရှိတယ်ရုပ်တရက်ကြည့်လိုက်ရင်တော့အရက်မရှိသလိုဆိုတော့ weight လည်းနည်းနည်းရှိနေလို့ weight ကကျွန်တော်အခုဒီလိုနေမှာပေါင်185ပေါင်လောက်ရှိရကျွန်တော်185လောက်ကိုချမှာဖြစ်ဖြစ်ချင်းတော့လုံနေတယ်အချိန်တစ်ခုရောက်ရင်တော့ကျွန်တော်လိုချင်တဲ့ရှိမှန်းချက်ကိုရောက်မှာပါအဲ့တော့ဒါကနောက်မှာလက်ကိုရှက်လိုက်တာပေါ့နော်လက်ချောင်းလေးတွေကြားထဲကိုရှက်ပြီးတော့လိုမျိုးလေးကော့ချလိုက်တာအရင်ဒီလက်ပြင်ကြောကြီးတွေခါကြောကြီးတွေရမ်းပြေးပြီးတော့တင်ပါတွေရောပေါင်တွေရောအကုန်လုံးပါပါတယ်သူက position တစ်ခုတိုင်းမှာကျွန်တော် main အဓိကထိတဲ့နေရာရှိတယ်ပြီးရင်အဓိကမဟုတ်တဲ့ထိတဲ့နေရာရှိတယ်ဘယ် position ပဲဖြစ်ဖြစ်တော့ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးမှာကျွန်တော်တက်ရောက်မှုကတော့ရှိနေရပဲဖြစ်ပါတယ်နောက်တဲ့ post တစ်ခုသွားရတာပေါ့နော်အဲ့လိုသူကလက်ကိုပြစ်ပြီးတော့နောက်ကိုခြေထောက်ကိုပြစ်ခိုင်းတာကျွန်တော်အဲ့ဒီဘက်တစ်ချက်ကနည်းနည်းလေးအကြောတွေတင်းနေတော့ရွှေ့လို့မရဘူးဖြစ်တယ်အဲ့တော့ဘယ်လိုပဲဖြစ်ကျွန်တော်အမြဲတမ်းပြောသလိုပဲအစိုးမြင်တာထက်အကောင်းမြင်ပြီးတော့ကျွန်တော်တို့ line လောက်တာပိုကောင်းပါတယ်ကျွန်တော်ပြတဲ့ယောဂကျင့်စဉ်ဒီမှာလိုအပ်ချက်လေးအနေငယ်ရှိနိုင်ပါတယ်သို့ပေမဲ့လည်းကျွန်တော်ခုနပြောသလိုပေါ့နော်ကိုကလှုပ်ရှားရှိတာကိုစူးစမ်းပြီးလိုက်လို့ရင်လည်းတိုးတက်မှုကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်ပြီးတော့အမားတွေလိုက်ထောက်ပြီးတော့ဝေဖန်နေမယ်ဆိုရင်တော့လည်းဘာအကျိုးမှမရှိပါဘူးကြည်လဲကြည်မနေပါနဲ့ကြော်သွားလိုက်ပါလို့ပဲပြောချင်တယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီအချိန်ကြီးကြည်လာပြီဆိုလို့ရှိရင်တော့လည်းဒါကျွန်တော်ရဲ့ယောဂဗီဒီယိုတွေပုံမှန်ကြည့်နေတဲ့သူတို့ယူဆပါတယ်အဲ့တော့ယောဂကလေးတကယ်ကိုယ်တိုင်ကျင့်နေတဲ့သူကြတော့တနားကြီးဆိုတာခဏလေးပဲဒါပေမဲ့ကျွန်တော်နောက်ကနေအခုစကားပြောနဲ့လိုက်ပြီးတော့ပြောပြရတာလीတော်တော်ကြာတယ်လို့ခံစားရတယ်မိနစ်40ကျော်ဆိုတော့เนาะဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ယောဂကျင့်စဉ်လေးလိုက်လို့ဖြစ်တယ်ပူပြီးကျမ်းမှာသွားတဲ့ဆိုလို့ရှိရင်ကျွန်တော်ဝမ်းသာပါတယ်ကျွန်တော်စကားမပြောဘူးဆိုတာမှစကားနည်းနည်းပါနေသေးတယ်ဒါကလည်းဒီပုံတရံလေးတွေမှန်အောင်လို့ကျွန်တော်နောက်ကနေနည်းနည်းလေးဖြည့်ပြီးတော့ပြောရင်နဲ့ရှည်သွားတာပေါ့နော်ဆိုတော့အားလုံးပဲကျွန်တော်စကားရှည်တာလေးကိုသိခံမိကြနော်ကျွန်တော်မပြောဘူးလို့ပြောထားပြီးတော့တော်တော်ပြောပြနေတော့ဒါတော့ရှည်ကိုတူကိုကွေးပြီးတော့ပေါင်းရှည်ကိုတွန်းချလိုက်တာပေါ့နော်အဲ့ဒါတင်မကြောတွေရမ်းပြည့်တယ်အဲ့ဒီပုံစံကလေဒီနေရာလေးကလေရှုခင်းလေးအရန်လာတယ်ဒါကျွန်တော်ရဲ့ညီမအိမ်ရဲ့အပေါ်ဆုံးထပ်မှသွားရိုက်ထားတာကျွန်တော်ကဂျင်လင်းဆိုတဲ့ခါကျတော့ကြွက်သားတွေကိုကြီးအောင်လုပ်တာဖြစ်တဲ့ခါကျတော့တချို့နေရာတွေကျွန်တော်ပြောလို့ပေါ့နော်ကြွက်သားတွေခံနေတာရင်ဘတ်တို့ပေါင်တို့နော်အဲ့နေရာမှာကျွန်တော်ကြွက်သားတွေများတော့ကြွက်သားတွေခံနေတော့တချို့ position တွေကအပြည့်မရနိုင်ဘူးပေါ့နော်အဲ့ဒါကတော့ကျွန်တော်မလုံနိုင်လို့မဟုတ်ဘူးကျွန်တော်ရဲ့ကြွက်သားတွေကဂျားထဲမှာခံနေရဖြစ်လို့ဆိုတော့ main ကလေးတွေဆိုရင်တော့မရစရာမရှိပါဘူးသူတို့မှာကြွက်သားဒူးကလည်းနေတယ်ပေါ့နော်ကြွက်သားဒူးကနေတဲ့ခါကျတော့ဒီပုံစံလေးကိုကောင်းကောင်းလိုက်လုံနိုင်မယ်လို့ထင်ပါတယ်
ကျွန်တော်ဗီဒီယိုတစ်ပုတ်ကိုဖန်တီးရတာတော်တော်ကြီးမလွယ်ပါဘူးသလားဟောရိုက်ကူးရေးအစရိုက်ကူးပြီးလို့ရှိရင်လည်း editing အတန်ထဲတာလူတွေကြည့်လို့အဆင်ပြေအောင်ကျွန်တော်တို့အများကြီးစူးစမ်းထုတ်ရပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးတွေကို like and share လေးလုပ်ပြီးတော့အားပေးလို့ရပါတယ်သိချင်တာရှိလို့ရှိရင်လည်းအောက်က comment မှာရေးခဲ့ပြီးလို့ရတယ်နော်ဒါတော့ warrior 1လို့ခေါ်ပါတယ် warrior 1လက်ကိုဟိုဘက်ဒီဘက်ရှေ့နဲ့နောက်နဲ့ထုတ်လိုက်တာ warrior 2ဒါကနောက်တစ်ဖက်ကိုကျွန်တော်ရောက်ပါပြီခုနဟိုဘက်တစ်ဖက်ပြီးတော့ဒီဘက်တစ်ဖက်ပေါ့နော်ခွေးသုံးချောင်းထောက်ပုံစံမျိုးပေါ့နော်ခွေးလေးလို့ပေါအောင်လို့မြောက်ပြီးတော့ကျွန်တော်တီးပေါက်တဲ့ပုံစံပေါ့နော်မျက်လုံးနဲ့မြင်ကြည့်လိုက်လို့ရှိရင်တော့အဲ့လိုပဲပြီးကျွန်တော်ကရှေ့ကိုယူထုတ်တယ်ယူထုတ်ပြီးတော့ကျွန်တော်တို့ဖိချမယ်တင်မာကြောတွေကိုဖိချမယ်အဲ့ဒီ position ကကျွန်တော်တင်မာကြောတွေမှာတင်တောင်းအထိုင်များတွေ့တော့အရန်ကောင်းတယ်ကျွန်တော်ကဒီဗီဒီယိုလေးတွေကိုကျွန်တော်ရဲ့ social media platform တွေဖြစ်တဲ့ TikTok, YouTube, Facebook ပေါ့နော်အဲ့ဒီနေရာလေးမှာကျွန်တော်တင်မိပါတယ်ကျွန်တော်မှာ YouTube channel ရှိပါတယ်ဒေါက်တာဥက္ကာဆိုပြီးတော့ကျွန်တော်ရဲ့ဒီ TikTok bio link မှာလည်းကျွန်တော်ထည့်ပေးထားပါတယ်YouTube ကြည့်နေရတဲ့သူတွေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ TikTok account လေးလည်းတွားပြီး follow လုပ်ထားလို့ရတယ်เนาะအဲ့ဒီမှာကတော့ကျွန်တော်ပုံမှန်ဗီဒီယိုတွေပို့ပြီးတော့တင်ပြတယ် YouTube မှာကျတော့ကျွန်တော်ဗီဒီယိုအကြီးပေါ့เนาะဗီဒီယိုအကြီးဆိုတော့ဗီဒီယိုအကြီးတစ်ပုတ်တစ်ခါရရတာလည်းတော်တော်မလွယ်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုသိပ်ပြီးတော့မတက်ဘူးပေါ့เนาะ YouTube ကတိုးတော်လဲကျွန်တော် TikTok မှာတော့ကျွန်တော် active ဖြစ်ပါတယ်ကျွန်တော် TikTok ကကျတော့ပေါ်ပါနဲ့မြင်မြင်ဆက်ဆက်ရိုက်ကူးတီးဖြတ်လို့ရတာဖြစ်တဲ့အခါကျတော့ပိုအဆင်ပြေတယ်လေYouTube ဗီဒီယိုအတွက်ဆိုလို့ရှိရင်ဗီဒီယိုတစ်ပုတ်ကိုကျွန်တော်တော်တော်အချိန်ပေးပြီးတော့လုပ်ယူရပါတယ်ဒီချင်းတဲ့အချိန်ကမနက်9နာရီကနေစတာပေါ့နော်9နာရီခွဲလောက်မှကျွန်တော်နေစားထွက်နေပြီပေါ့နော်ကျွန်တော်နောက်မှနေရောင်ကလည်းစားထိုးနေပြီအဲ့တော့ဆောင်းတွင်တုန်းကဆိုရင်တော့ကျွန်တော်မနက်9နာရီခွဲ10နာရီလောက်ထိအောင်နေရကောင်းမထွက်သေးဘူးခြေထောက်တွေမြောက်လက်တွေမြောက်အဲ့ဒီအချိန်မှာကျွန်တော်တို့ကကြွက်သားတွေကိုညှစ်ပြီးတော့ထိန်းရတယ်အဲ့ဒီအချိန်မှာကျွန်တော်အစီကိုလောင်ကျွမ်းနေအဲဒါကြောင့်ယောဂကစားတဲ့လူတွေကတွေ့လျက်ချစ်လက်တန်မာပြီးတော့ကျွန်တော်တို့ကြည့်လို့ကောင်းတယ်အဲကျွန်တော်တို့ weight ကကျွန်တော်လက်ရှိမှလည်း short နေတာပေါ့နော်ဒါဒီခီးစဉ်ကတဝက်ပဲရှိသေးတယ်ကျွန်တော်လိုချင်တဲ့ဘတ်9ကိုမရောက်သေးဘူးပေါ့နော်မရောက်သေးတဲ့ဂျားထဲမှာလည်းတောက်လျှောက်ကိုကယောဂကျင့်စဉ်လဲပုံမှန်လေးပေါ့နော်တစ်ပတ်တစ်ခေါက်လောက်ကြိုးစားလုပ်တယ်ပြီးတော့ချိန်ကတော့ကျွန်တော်ပုံမှန်သွားတယ်အစားအသောက်ကိုလည်းတရဏမြချက်မိုင်းနဲ့ညီညွတ်အောင်ကိုယူဆိုင်ပြီးတော့စားတောက်တယ်စိတ်ကလေးကိုလည်းကောင်းလေးနဲ့ကြည်ကြည်လင်ဖြစ်အောင်ထားတယ်ဒါတွေအားလုံးကကျွန်တော်တို့ကိုယ်စိတ်နှလုံးအားလုံးကိုချမ်းသာစေမယ့်အပြုအမူတွေဖြစ်တယ်
မြန်မာနိုင်ငံမှာယောဂခေတ်စားလာတာလေကျွန်တော်ထင်တယ်3-4နှစ်လောက်ပဲရှိအောင်ပဲပေါ့နော်ကျွန်တော်ပထမဆုံးယောဂကိုကျွန်တော်က Real Fitness ကအဲ့ဒီမှာစပြီးကစားဘူးတာပေါ့နော်2016ခုဆိုတော့10နှစ်လောက်ရှိပြီဒါပေမဲ့ဂျာထဲမှာကပြက်လိုက်ပြန်ကစားလိုက်ပြက်လိုက်ပြန်ကစားလိုက်နဲ့ဖြစ်နေတာပေါ့နော်ကျွန်တော်ယောဂဥဒ္ဒါပုံမှန်ကစားသွားမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့တခြားလေ့ကျင့်ခန်းတွေတခြားအားတွေမလုပ်လဲကျွန်တော်အဆင်ပြေပါတယ်တနေ့ယောဂတစ်နာရီဆိုလို့ရှိရင်တာမန်လူအတွက်ကတော့ဒါလုံလောက်တဲ့ကိုယ်လက်လှူရှာမှုတစ်ခုဖြစ်တယ်ပြီးရင်စိတ်တွေလည်းပို့ပြီးတော့ကြည်လင်လန်းဆန်းပြီးတော့နေလို့ပိုကောင်းလာမှာဖြစ်တယ်ကျွန်တော်ဗီဒီယိုတစ်ခုဖန်တီးရတယ်ဆိုတာကကျွန်တော်အတန်သွင်းရုံနဲ့မပြီးသေးဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်အကုန်လုံးပြီးသွားရင်လည်းကျွန်တော်ပြန်ပြီးတော့ဆက်ရအောင်မယ်ဒီဗီဒီယိုဆိုလို့ရှိရင်မိနစ်40ကျော်ဆိုတော့ကျွန်တော်တော်လေးကြိုးစားပြီးတော့ edit လုပ်ရပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးမှာမြင်နေရလေးကိုကျွန်တော်လိုက်ပြီးတော့လုပ်ကြည့်နော်ဒါတော့ crow pose ပေါ့နော်ကြီးကန်းလိုလေးမျိုးဒီလို1000နှစ်ဖက်ပေါ်မှာဒူကောင်းလေးကိုတင်တာပေါ့နော်အဲလွန်ခဲ့တဲ့10နှစ်ကဆိုရင်တော့ကောင်းလုပ်နိုင်နေပေါ့နော်အဲမျိုးက2မိနစ်3မိနစ်ကောင်းလုပ်နိုင်နေ weight လဲကျွန်တော်တနေ့မြတ်ထိန်းထားနိုင်ဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီလို position လေးအဲ့ဒါလေးကလည်းကျွန်တော်ဒါပေါင်ချောင်းလေးထားမျိုးတာအိမ်နာတက်တလူလေးပေါ့နော်အိမ်နာတက်တလူလေးအဲ့ဒါဘာကောင်းပြီလဲဆိုတော့ကျွန်တော်ဒီပေါင်တွင်းကြောတွေဒီစအိုရဲ့ကြွသားတွေကိုအားကောင်းနေတဲ့ခါကျတော့ကျွန်တော်ဝင်းချုပ်တိုင်းပါတော်တော်တက်တာစီရလေဒါတော့ boat pose ပေါ့နော် boat pose ဆိုတာတင်မောလို့လေအဲ့ဒီမှာကကျွန်တော် beginner တွေအနေနဲ့လက်ကိုဒူပေါက်ထည့်ထားရင်လည်းရတယ်ကျွန်တော်လုံးလိုက်တယ်ဆိုလို့ရှိရင်တော့လက်ကိုလွတ်ဘေးနှစ်ဖက်ကိုလွတ်လိုက်လို့ရတယ်ပြီးရင်အဲ့ထက်ပိုပြီးလုံးလိုက်တယ်ဆိုရင်လက်ကိုအပေါ်ဆန်းလိုက်လို့ရတယ်ပေါ့နော်အဲ့တော့မလုံးနိုင်သေးတဲ့လူတွေကတော့ကျွန်တော်တို့လက်ကလေးနဲ့ထိန်းပေါ့ပြီးလို့ရှိရင်တော့ကြောလေးကိုချလိုက်ပြီးတော့ကျွန်တော်ဒီလိုမျိုးအတိုင်းလေးနေမယ်အဲ့ချိန်မှာမလုပ်ရလဲဆိုကျွန်တော် bite တွေကိုညှစ်ထားရတယ်ပေါ့နော် bite ချက်သားတွေကိုညှစ်ထားရတယ်ပြီးတော့ကျွန်တော် bridge pose လို့ခေါ်တယ်ပေါ့နော် bridge ဆိုတဓာတ်လို့ပုံမျိုးလေးတဓာတ်လို့ပုံမျိုးလေးသူကယောဂကျင့်စဉ်လေးတွေကလည်းရည်ရတယ်သလားသူကကျွန်တော်တို့တကယ်လူဘဝရဲ့လောကတွေကအချင်းနေတွေကိုသူကနာမည်လေးပြီးပြီးတော့သူကခေါ်တာတရိษံနေရောနော်အစာဦးတွေရောပေါ့နော်ဒါ bridge ဆိုတာတဓာတ်ကိုပြောတာအဲ့ဒါအကုန်ပါတယ်ပေါ့ကျွန်တော်တို့ဒါကျင့်စဉ်နေပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဒါအကျော်တွေကိုပြန်လဲဖြည့်လျှော့တယ်ပေါ့နော်အကျော်လျှော့တဲ့အဆင့်ရောက်သွားပါပြီဒူလေးကိုလို့ဆွဲပြီးတော့ပိုက်ထားမယ်ပေါ့နော်ရင်ဘတ်တွေဆွဲထိမယ်တင်မာကျော်တွေခါကျော်တွေပေါ့နော်အဲ့ဒီကျော်တွေကိုလျှော့တာဖြစ်ပါတယ်ကျွန်တော်အရင်နဲ့ဖြာနေရကွက်တီပဲသလား5 ปี7 day ဆိုတော့6 ปีမပြည့်ဘူးပေါ့နော်6 ปีပြည့်လူပြည့်ခင်လေးဒီယောဂဖြာလေးရလဲပေါင်ကိုတစ်ဖက်ကိုဆွဲချမယ်ညာလက်ကကြတော့စက်ညင်ဘက်ကိုလို့စမ်းထားမယ်စက်ညင်ဘက်ကိုကြည်ထားမယ်အဲ့ဒါလေးကျွန်တော်တို့ခါကြောတွေအရန်ပြီးပြီးအရန်နေလို့ကောင်းတယ်နော်တော့ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ကိုယ့်ရဲ့ account ထဲမှာ save ထားလို့ရှိရင်တော့ပိုအဆင်ပြေပါတယ်ကျွန်တော်တို့ပြန်ပြီးတော့
ကျင့်နေတယ်ဆိုလို့ရှိရင်ပြန်ပြီးရှာလို့ရအောင်ပေါ့နော်။ဟိုလည်း download ဆွဲထားပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာထည့်ထားလို့ရတယ်။ဒါလေးကိုပြန်ကြည့်ပြီးတော့လုပ်လို့ရအောင်ပေါ့နော်။ယောဂဗီဒီယိုတွေကအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်နဲ့ follower တွေအတွက်ကိုကျွန်တော်တည်တံ့တင်မိတာဖြစ်တဲ့အခါကျတော့သူတို့တွေအဲ့လိုမျိုး save ပြီးတော့လိုက်ကျင့်မယ်ဆိုရင်လည်းကျင့်လို့ရအောင်ပေါ့နော်ဒီပေါ်နှစ်ပတ်လေးကိုပို့ပြီးတော့ကျွန်တော်ရှေ့ကိုကျွန်တော်စမ်းချမယ်ပေါ့နော်အဲ့ဒီ position ကတော့ကျွန်တော်ကောင်းကောင်းလုပ်နိုင်တယ်ဒူးလဲချမ်းမြေုံကပ်ပြီးပြားနေအောင်ကျွန်တော်အဲ့မှာကျွန်တော်တင်ပခွက်ကြောတွေရောခါကြောတွေရောအကုန်လုံးပြေလျှော့တယ်ကျွန်တော်ယောဂကျင့်စဉ်နဲ့ပတ်သက်ရင်ကျွန်တော်မိထားမိကွန်းလေးတွေလည်းဖြည့်ပေးခြင်းနဲ့ပေါ့နော်မနက်နဲ့ညနဲ့ဘယ်ဟာပိုကောင်းလဲပေါ့နော်အဲ့ဒါလည်းကျွန်တော်ဗီဒီယိုလေးတစ်ခုတော့ဖြည့်ပေးပူထားတယ်ဒါပေမဲ့လည်းဒီမှာလည်းထပ်ပြောပေးမယ်ပေါ့နော်မနက်စောစောကျင့်လိုက်တဲ့ဟာပြင်တနေ့ကိုကျွန်တော်တို့ကပေါ်ပါလန်းဆန်းတက်ကြွပြီးတော့အလုပ်ထဲမှာကျွန်တော်အများကြီးအကျိုးရှိမှာဖြစ်တယ်ဆိုတော့ဒါမနက်ကစားတဲ့အကျိုးပေါ့ညနေအားကြတော့လည်းကျွန်တော်တို့မနက်ပိုင်းမမြင်ညနေရုံပြန်တဲ့အချိန်မှာဆိုရင်လည်းတနေ့ကုန်ညောင်းချိနေတဲ့ခန္ဓာကိုယ်ကြီးကိုကျွန်တော်ဆောလိုက်ခြင်းအပြင်ကြော်ရီပြေရောသွားပြီးတော့ပေါ်ပါလန်းဆန်းပြီးညဘက်ကိုကောင်းမွန်စွာအိပ်ဆက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ position လေးတွေမလုပ်ခင်နိုင်မှာကျွန်တော်တို့ခြေထောက်လေးတွေလက်ကလေးတွေကိုဒီ joint လေးတွေကိုကျွန်တော်ကခါပေးပေါ့နော်ခါပေးပြီးတော့ကျွန်တော်ခါပြီးမှလောက်တာကိုအကျော်ညက်တာအကျော်ကတ်တာဝင်ဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ထိုင်လေးအကျော်လျှော့တာပေါ့အဲ့တော့မကြခင်မှာပြီးတော့ပါမယ်အဲ့ဒါကျွန်တော်ပေါင်အရှိကြောတွေရောရင်ဘတ်ကောလက်ဖြံတွေရောအဲ့ဒီအကြောတွေအလုံးလျှော့တာပေါ့နော်ဆိုတော့တစ်ဖက်ကိုပြောင်းပါမယ်အကြောတွေရောဝင်လို့ရှိရင်လေကျွန်တော်စိတ်တည်ကြည်ပြီးတော့အလောက်ကင်နေပို့ပြီးတော့ကျွန်တော်လုံနိုင်နေဆိုတာကိုတချို့တွေတော့သိမသိကြသေးဘူးဒါပေမဲ့ယောဂကျင့်စဉ်လုပ်တဲ့သူတွေဂျင်ကစားတဲ့သူတွေတော့ဒါကိုကောင်းကောင်းသိလို့ဂျင်သွားတာကိုမပြတ်ဘူးယောဂကျင့်တာကိုမပြတ်ပါဘူးเนาะယောဂကျင့်စဉ်ကလေကျွန်တော်တို့ဒါသမထအခြေခံလေးမျိုးတွေပါတယ်ပေါ့နော်အဓိကတော့ကျွန်တော်အာယုံစူးစိုက်မှုအားကောင်းအောင်အသက်ရှူသွင်းရှူထုတ်တာနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုချိတ်ဆက်ပေးတာအဲ့တော့ယောဂကျင့်တဲ့သူတွေကြည်လိုက်ယောဂကျင့်တဲ့သူတွေကငကောကထက်ကိုကျွန်တော်ကျန်းမာရေးပိုကောင်းတယ်စီးပွားရေးပိုကောင်းတယ်ဒါတတိထားမိတဲ့သူတွေဆိုရင်လည်းဒါကိုသိမှာပါအဲ့တော့ကိုကချမ်းသာခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တခုလေးပဲပြောမယ်ယောဂသာကျင့်ပြင်တရားထိုင်ပြင်ပတိစိတ်ဒါတွေလုပ်လို့ရှိရင်ကျွန်တော်ကျမ်းမာချမ်းသာဖို့အတွက်
သိကြတယ်တော့ကျွန်တော်တဖြည်းဖြည်းနဲ့ပြီးဖို့နီးကပ်လာပါပြီဒီချိန်လောက်ထိလိုက်လုံနိုင်နေဆိုရင်တော့ဒါတော်တော်လေးကိုအခြေအနေကောင်းတယ်လို့ပြောရမှာပါအဲ့တော့ပေါင်းတစ်ချောင်းကိုဖြည့်လိုက်ပါတယ်ဖြည့်ပြီးတော့ကျွန်တော်ရှေ့ကိုကျွန်တော်ထိပါမယ်ငယ်ဦးနာဆိုရင်လေကျွန်တော်ပေါင်းတစ်ချောင်းကလုံးဝတန်းနေရအခုကြီးတော့အကျော်ကြီးကြက်တာတင်းတာနဲ့တော့ကြွက်သားတွေခံတာနဲ့ဆိုတော့ပေါင်းအရင်မတန်းသေးဘူးပေါ့နော်ဒါပေမဲ့ဖြည်းဖြည်းနဲ့တော့ကြိုးစားပြီးလုပ်နေတယ်ပေါ့နော်အကောင်းဆုံးကိုရနိုင်သလားကိုတော့ကိုကလုပ်သွားမှာဖြစ်တယ်အဲ့တော့ဒါဒူးလေးကိုပဲရှက်ပြီးတော့လိုမျိုးလေးလက်ဒါခါကြောတွေရမ်းပြည့်တယ်ကျွန်တော်အပေါ်စလက်ပြမှာလုပ်တဲ့ခါကျတော့ကျွန်တော်အောက်ကဖုန်လေးတဲလေးဂဲလေးနည်းနည်းရှိရပေါ့နော်ဆိုတော့အမျိုးလေးလက်လေးနည်းနည်းခါပေးရတယ်လုံးဝယောဂချက်နဲ့ floor ဆိုရင်တော့ပိုကောင်းတာပေါ့နော်လက်မောင်းကြိုးလေးဖြည့်လျှော်နေရဖြစ်တယ်tricep ပေါ့နော်လက်မောင်းနောက်ကြောရီ tricep နေရာကြောရီကြောရီတော့တော်တော်လေးပြေရော့သွားပါပြီအချိန်ကလည်းကျွန်တော်၈နာရီကျော်လာပြီပေါ့နော်ဆိုတော့မနက်ခင်းနေမှာကျင့်ရင်ကျင့်ရတာကျွန်တော်အရင်သဘောကျတယ်အားလုံးပဲတက်ရှူတင်ရှူတော့ကို4-5ချိန်လောက်လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့တဏိတာယောဂချက်စဉ်ပြီးပြီဖြစ်ပါတယ်အားလုံး Namaste အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးသဘောကျရဆိုရင်တော့ like and share လေးလုပ်ပေးပါကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်